စာဗီလွန်ဆိုရဲ့ရီယယ်နီပြဘွားနောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့အက်ကလစီကိုပွဲစဉ်ကိုအနည်းငယ်ပြန်လည်ဝေဖန်သုံးသပ်ကြည့်အောင်ပါအလွန်ဆိုဟာအဲ့ဒီပွဲစဉ်မှာဒဏ်ရာကင်းစင်နေတဲ့ရူဒီကာကိုခံစစ်တွေလုံးဝထုတ်မသုံးသွားပဲနဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ချူအာမန်နီကိုအံ့အားသင့်ပွဲခံစစ်စင်ကစားစေခဲ့ပါတယ်ချူအာမန်နီကိုစန်တာဘက်ကစားစေခဲ့ပြီးတော့သူ့ရဲ့ဘေးမှာရာဦးဆန်စီယိုနဲ့ဒဲအောင်ဆန်တို့ကိုတွဲကစားစေခဲ့ပါတယ်ရာဦးဆန်စီယိုလိုချတူးလန်နေတဲ့ကစားသမားကိုချူအာမန်နီနဲ့တွဲပြီးရာဖင်ညာကိုထိမ့်ဖို့လုပ်တာတော်တော်လေးကိုနားမလည်နိုင်စရာပါအလွန်ဆိုဟာပွဲစကလေးကကန်စစ်နဲ့ကစားဖို့ပြင်ဆင်လာတယ်လို့ဆိုရမှာပါဒါကြောင့်လဲဘယ်ပါဒီကို right back မှာစင်ကစားစေခဲ့ပြီးတော့ 5-3-2 formation နဲ့ပွဲထွက်လာခဲ့တာပါတောင်ပံမဲ့ကစားတတ်တဲ့ဗီနီစီယက်ကို striker မနေရာမှာကစားခိုင်းပြီးတော့မာကင်ယူခိုင်းထားပါသေးတယ်ဒါတစ်ဖက်ဘာစီလိုနာအသင်းကိုဘောလုံးပေးကင်ထားပြီးတော့ကောင်တာဆော့ဖို့ရည်ရွယ်ထားပုံရပါတယ်ဒီနီးဖြူဟာကပထမပိုင်းမိနစ်30လောက်ထိတော်တော်လေးအလုပ်ဖြစ်ခဲ့ပါတယ်ရာမဲနဲ့ရာဖင်ညာတို့ဟာဂိုးကန်သွင်းခွင့်ကောင်းကောင်းတော့မရရှိခဲ့ပါဘူးဘောလုံးရချိန်မှာရီယက်ဟာ4 back ပြန်ပြောင်းကစားပြီးတော့ဘယ်ပါဒီကိုတိုက်စစ်ထိလိုက်ပါကစားစေခဲ့ပါတယ်လက်လက်သွားတဲ့ဘယ်ပါဒီရဲ့ right back နေရာကိုအဆန်စီယိုကဝင်ဖြည့်ကစားပါတယ်အဲ့ဒီမှာပြဿနာကစပါတယ်ရာဦးဆန်စီယိုကရာဖင်ညာကိုထိမ့်ဖို့လုံလောက်တဲ့ level မရှိပါဘူးဒါကြောင့်အဲ့ဒီ speed ကနေပဲဘာမှမပင်ပန်းလိုက်ပဲနဲ့ရာဖင်ညာကဂိုးသွင်းပြီးပါစီတို့ဥဆောင်ကိုရရှိသွားပါတယ်အဲ့ဒီဘွဲမှာဘယ်ပါဒီကလည်းတော်တော်ကိုခြားတာပါအရေးကြီးတဲ့ position မှာလူပေးမားတာတွေကခဏခဏပါပဲဘောလုံးပြန်ရချိန်မှာလည်းရီယက်ဟာပစ်တက်ပြန်စားဖို့ပလန်ရှိမနေပါဘူးလူပေးစရာမရှိလို့အာတာကူလာတိုင်ပတ်ခဲ့ပြီးတော့အဲ့ဒီဘောလုံးကိုရက်ကွက်ပွဲတွေမှာကန်တယ်လို့ချူအာမန်နီကအရှိကိုကန်ထုတ်လိုက်ပါတယ်ပြိုင်ဘက်ကိုဂိုးပေးရပြီးချိန်ထိကိုအသင်းကတိုက်စစ်ပြန်မဆနိုင်ပဲနဲ့ပြိုင်ဘက်ဘာစီလိုနာ6ထောက်ထဲမှာပဲဘောလုံးကရှိနေခဲ့တာပါဗီနီစီရဲ့ပြန်သွင်းသွားတဲ့ခြေပါကိုဆိုရင်လေဗီနီစီရဲ့တကူတော့အစွမ်းနဲ့ဗီနီတော်တော်လေးကောင်းလို့ပါနီးပြရဲ့ကစားကွက်ပလန်ကြောင့်ကိုရခဲ့တာမဟုတ်ပါဘူးဘာစီကိုပေးလိုက်ရတဲ့ဒုတိယဂိုးဆိုရင်လေရီရဲ့နောက်တန်းတွေတော်တော်ကိုညံ့တာပါဒင်းအောင်စာဘာစီလိုနာရဲ့မွေးစားသားလာတော့အောင်မရပါတယ်တော်တော်ကိုချတူးလန်တာပါအဲ့ဒီအခွင့်အရေးကနေပဲလီဝင်ဒေါစကီကတတ်တောင့်တတ်တာပဲဂိုးသွင်းယူသွားပါတယ်ပေးလိုက်ရတဲ့ဂိုးတွေဟာဘာစီလိုနာကောင်းတာလားရီယယ်မထွေညံ့တာလားဆိုတာကြည့်တာနဲ့သိတာပါတယ်ပထမပိုင်းပြီးကန်နီးလေးမှာပဲဂိုးလက်ရှိတယ်ပဲပြောရမလားမဖြစ်နိုင်တဲ့အနေထားကနေကွန်ဆာလိုကခြေပါကိုသွင်းပေးသွားခဲ့ပါတယ်68မိနစ်မှာဘယ်ပါဒီကိုထုတ်ပြီးတော့အာတာဂူလာကိုထက်က4-4-2 formation ကိုပြောင်းကစားပါတယ်အဲ့ဒီမှာအခြေအနေကပိုဆိုးသွားပါတယ်အာတာဂူလာဟာတိုက်စစ်တာကစားတက်ပြီးတော့ defensive လုံးဝမကစားတတ်တဲ့ချာတူးလန်ကစားသမားပါကွင်းထဲမှာမင်းသားလိုရှောက်နေပြီးတော့လူမကတ်ထားတာကြောင့်အဲ့ဒီအနေထားကနေပဲရာဖင်ညာကအသာရသွင်းယူသွားပါတယ်ဘာစီလိုနာတို့ final လို့ပွဲမျိုးမှာဘာမှမပင်ပန်းလိုက်ပါဘူးတတ်တောင့်တတ်တာပဲကိုရသွားပါတယ်အလွန်ဆိုဟာအသင်းကြီးတွေနဲ့တွေ့ရင်သူ့ရဲ့နီးစနစ်တွေကတိုင်ပတ်ပါတယ်ဒီဟာဒီအသင်းကြီးတွေနဲ့တွေ့ဆုံတဲ့အခါမှာ9ပွဲရှုံးထားပြီးတော့2ပွဲပဲနိုင်ထားပါတယ်ကလပ်ကပ္ပဖလားပွဲစဉ်တွေမှာသူ့ရဲ့နီးစနစ်တွေဟာအများကြီးမျှော်လင့်ကျင်စရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့အသင်းကြီးတွေနဲ့တွေ့တိုင်းအဆင်မပြေတဲ့သူ့ရဲ့နီးစနစ်တွေကိုကစားသမားတွေကိုယ်တိုင်ကယုံကြည်မှုကင်းမဲ့လာတာပါဒါကြောင့်ကစားသမားတွေနဲ့အဝတ်လဲကန်ပြုတ်ကွဲမှုဖြစ်လာပြီးတော့အခုလိုထုတ်ပယ်ခံရတာလို့မြင်ပါတယ်အကလစီကိုလိုဖိုင်နယ်ပွဲစဉ်မှာလည်းအလွန်ဆိုရဲ့အသင်းဟာဘောလုံး position 30%ပဲရရှိခဲ့ပြီးတော့တန်းစင်းစုံကအသင်းလေးတစ်သင်းကန်နေတို့အတော်လေးကိုရုပ်ပေါက်ပါတယ်အဲ့ဒီပွဲဟာရီယယ်ညံ့လို့ဘာစီလိုနာဖလားရခဲ့တာဖြစ်ပြီးတော့နီးပြတဲ့လက်ထက်မှာရီယယ်ဟာပြန်လဲတောက်ပလာမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရတော့မှာပါ